ရှင်ကိုညှိစေသောအလုံးမို့သာဒီအလုပ်ကိုလုပ်ဖြစ်နေပေမဲ့တကယ်တမ်းတော့ဒီအလုပ်ကစီးပွားရေးအရာတွက်ချေမကိုင်လာပါမြို့ငယ်ကလေးမှာတတူးထိုးကျင်သူဘယ်နှယောက်ရှိနိုင်မှာမို့လဲသူတတူးထိုးပေးလာသည့်တက်တန်းတစ်လျှောက်မှာမိန်းမတယောက်မှမကြုံဘူးခဲ့ပါတားလူပြိုတွေတတူးထိုးမှကိုတောင်တိမ်မလောက်ကြောက်ကြသောရှေးရိုးဆွဲမိဘတွေဟာသမီးမိန်းကလေးသာတတူးထိုးလို့ကတော့ရှက်လွန်းလို့တက်တောင်ပြင်မလားမသိဘူးဟုသူကခက်ချင်ချင်းတွေးမိတတ်သည်အမြင်ကျများလာတော့မြို့ငယ်ကလေးရဲ့အမြင်မှာတော့အများမြင်သာတဲ့လက်မောင်းလက်ဖြံမှာတက်တူးထိုးထားတဲ့ယောက်ျားဆိုစိုက်ကားသမားဟုမဲရွယ်ရှုတ်ချအထင်သေးတတ်မြဲကလေးကချေလူမိုင်းအောက်တန်းစားဟုပိုပွေကကဲပြညက်ချင်ကြမြဲတက်တူးရှိတဲ့သူကိုဆိုအကျင့်စာရိတ္တမကောင်းသူလိုမယုံသင်ခါကြည့်တတ်မြဲအဲ့ဒီလိုဆိုဟိုကောင်ကြီးဒေးဗစ်ဘက်ခန်းကြီးကရောကလေးကချေအပေတေကြီးလားကွာဟုသူကစိတ်ချင်ပေါင်းတိုင်းပြောမိတတ်သည်မပြေတော့လဲကံရရှိဆိုသလိုသူတို့မြို့ကလေးရဲ့အချုပ်ခန်းထဲမှာဟန်းထက်ထားခံရတဲ့လူစိုးလူမိုက်တွေရဲ့ခန္ဓာကိုယ်မှာတတူးကိုစီရှိကြပေတာမို့လူအများစုရဲ့သတ်မှတ်ချက်ကြီးကမှန်တလူလိုကြီးတောင်ဖြစ်ရပါသေးသည်လူကြီးအများစုရဲ့အမြင်မှာတော့တတူးဆရာဟာရှင်ဘက်ဖြစ်ကောင်းဖြစ်ပါလိမ့်မည်သို့တော့တတူးကုံယူသွစ်ကြသောလူငယ်အများစုရဲ့ကြားမှာတော့သူကဟီရိုဖြစ်ပါသည်သူကိုချစ်ခင်အားကိုးကြပါသည်မင်းတတူးသွားထိုးမယ်ဆိုငါသာတတ်သွားတော့ဟုပြောဆိုတာမြင့်မိမိဘအုပ်ထင်းသူမရှိတဲ့လူငယ်တွေအိမ်တော်မှုဖျားတယ်စေးမြည်ရင်စုပ်ထုံးဤသုံးမျိုးချက်မပိုင်နောင်ပြန်ခက်တဲ့အမျိုးကွဲဟုစုဆုံးမမိမောင်တုံတုံအပေါ်ပွားမျိုးမရှိသည့်လူငယ်တွေဘဝမှာအမိကိုကင်းကင်းလွတ်လပ်လပ်ကိုချတာဘွက်ကိုရဲ့ကိုဘွားကိုပိုင်ဆိုးသည့်လူငယ်တွေကတော့သူ့စီမှာတက်တူးလာထိုးတတ်ပါသည်သို့တော့တက်တူးဆိုတာတစ်ခါထိုးလိုက်ပြက်သွားလိုက်နောက်တစ်ခါထပ်ထိုးလိုက်လှုပ်လို့ရတာမျိုးလည်းမဟုတ်တက်တူးထိုးစရာနေရာကလည်းလူတကိုယ်စားဖြင့်အပုံမပါတာမို့တက်တူးဖောက်တဲ့စီကအမျက်ကျန်းကျန်းရစရာအကြောင်းမရှိပါသူ့လေယာဘလောက်ကောင်းကောင်းမြို့ငယ်ကလေးရဲ့အနေထားရတောင်းကနက်ထက်ပိုးပြီးရစရာလည်းမရှိသို့တော့သူကဒီပေါ်ဒီအကိုပဲဆွဲလန်းချစ်မှန်နေမိသည်တလားလုံးနေမှာတယောက်ပဲလာရင်တောင်သူကသူ့စွမ်းရှိသမျှပုံဩကာစိတ်နှစ်ပြီးထိုးပေးခွင့်ရကြပါသည်သို့တော့ဒီအလုပ်ကိုသူဘလို့ပဲယူတစ်ပါစေသူ့ဆိုင်ကိုရောက်လာသူတိုင်းကိုသူမဖျားရောက်မဆွဲဆောင်ပါတေးရပါအမှတ်သားမို့တေးချစိတ်ပိုင်းထည့်ပြီးမှထိုးဖို့မထိုးခင်တိတိကျကျစဉ်းစားဖို့သူအမြင်ပြောပြလိရှိပါသည်အဖေဆိုင်ပိတ်မယ်ဆိုအော်အေးပိတ်လိုက်ပါတော့မကွာတကားတွေတောက်ပိတ်ပေးမယ်နေရတယ်သားမင်းစာမင်းဖြောင်းဖြောင်းလို့အဖေပဲပိတ်လိုက်မယ်အဖေသားတင်ချတွက်ပြီးရင်သားကိုတီးပြီးကြည့်ပွန်ပေးနော်သားကြိုက်တဲ့အစီအစဉ်လာမှမို့လို့အေးပါကွာမင်းကလည်းဝါသနာကြည့်လိုက်တာကွာသားကြည့်လိုက်ရင်တီဗီထဲမှာပါချင်တာကိုအဖေရအေးပါကွာအေးပါဟာဟာသားတငယ်ချင်းဆိုင်းစော်ကအမြဲပြောတယ်ဖေကသားကရုပ်လဲချောတယ်စကားလဲတွတ်တယ်သားကြည့်လိုက်ရင်မင်းသားလုပ်လို့ရတယ်တဲ့မင်းကမင်းသားလုပ်မလို့လားမင်းသားတော့မလုပ်ပါဘူးအင်တာဗျူးတဲ့သူပဲလုပ်ချင်တာအေးပါဟုတ်ပါပြီငါသားကရုပ်ချောညံကောင်းလေးပဲသားဖြစ်ချင်တာဖြစ်ကိုဖြစ်မှာပါစူးစမ်းရင်ဘာမစုံမဖြစ်မရှိဘူးကွစူးစမ်းဖို့ပဲလိုတာကဲအဖေတကားပိတ်လိုက်အောင်မကွာတတူးဆရာကစိုင်းပိတ်ဖို့ဆုံးဖြတ်ခါတကားစီသို့လျှောက်လာခဲ့လေသည်ည၈နာရီထိုးတော့မှမို့စိုင်းလဲပိတ်တဲ့နေပါပြီတကားဝါနာမှာရက်မိတော့လေပြေတော့ကြောက်ဖြုတ်ခနဲ့အေးသွားသည်စောစောကလေးကအေးဆက်နေသောလက်ဖျားတွေပင်အေးခဲမတက်ထုံကျင်သွားသည်သူကတကယ်ရက်တွေကိုလှမ်းကင်လိုက်ရင်ဒီနေ့အဖို့နောက်ဆုံးအကြိမ်ဖြင့်လမ်းတွက်ကလေးစီလှမ်းကြည့်လိုက်သည်လမ်းမီးတိုင်အလင်းရောင်မစွမပိုလေးသာကြာရောက်လျက်ရှိသောခက်မောင်မောင်လမ်းတွက်ကလေးကတော့ရှင်းလင်းတိတ်ဆိတ်လျက်ပင်ရှိပါသည်